င်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ Data Analyst အလုပ်လျှောက်တဲ့သူတွေအနေနဲ့ Technical Assessment ဖြေတဲ့အချိန်မှာ SQL နဲ့ပတ်သက်လို့လုံးဝပိုင်နိုင်နေအောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာပြောပြပါမယ်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်က Data Analyst အလုပ်အတွက် Recruiter တွေ interview ခေါ်တဲ့အခါကြုံရတဲ့အဆင့်5ဆင့်ကိုပြောပြခဲ့တယ်။အဲ့ဒီထဲမှာ Technical Assessment ဆိုတဲ့အဆင့်တစ်ဆင့်ပါတယ်။အဲ့ဒီ Technical Assessment မှာဘာလုပ်တတ်လဲဆိုတော့ HR တွေကကျွန်တော်တို့စီကို link တစ်ခုပေးလိုက်မယ်။အဲ့ဒီ link ကို login ဝင်ပြီးတော့ကျွန်တော်တို့က samuel တော့ဖြည့်ပေးရတာဖြစ်တယ်။ဒီတော့ပြောချင်တာအဲ့ဒီ website link တွေက HR တွေ company တွေကိုဒီလိုမျိုးသူတို့စီ interview လာပြတဲ့သူတွေအတွက်အရင်ချင်းစစ်ဆေးဖို့ samuel စစ်ပေးတဲ့ service လုပ်ပေးတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီ samuel စစ်ပေးတဲ့ service တွေကိုယ်တိုင်ကသူတို့မေးခွန်းတွေထုတ်တဲ့အခါ reference ပြန်ယူရတဲ့ website တွေရှိပါတယ်။ကိုကအဲ့ဒီ technical assessment စာမေးပွဲတွေကိုလုံးဝပမိုင်းနိုင်ဖြည့်ခြင်းနဲ့ဆိုရင်သူတို့ reference ယူနေတဲ့အခြေခံ website တွေက question တွေကိုထုံးလို့ချေလို့နှောက်အောင်လေ့ကျင့်ထားလိုက်ရင်ဒါ technical assessment ဆိုတာကြောက်စရာမလိုတော့ပါဘူး။အဲ့ဒီ website နှစ်ခုကဘာလဲဆိုတော့ LeetCode နဲ့ HackerRank ဖြစ်ပါတယ်။ဒီ website တွေကကျွန်တော်တို့ free access လုပ်လို့ရပါတယ်။ပတ်စံလည်းပေးစရာမလိုဘူး။ပြီးတော့သူတို့စီမှာ example question တွေကို easy medium hard ဆိုပြီးတော့ level တွေနဲ့ခွဲထားတယ်။ဒီတော့ကိုက technical assessment မှာလုံးဝ easy ပိုင်နိုင်ခြင်းနဲ့ဆိုရင်ဒီ website နှစ်ခုမှာရှိတဲ့ SQL question တွေကိုထုံးလို့ချေလို့နှောက်ပြီးတော့ကျွမ်းကျင်နေအောင်ဖြည့်ထားဖို့လိုပါတယ်ဒီလိုဖြည့်ဖို့တော့ကကို့မှာဘာလိုအပ်လဲဆိုတော့ Gmail account တစ်ခုပဲလိုပါတယ်ဒီတော့ကျွန်တော်တို့အရင်ဆုံး Google မှာ LeetCode ကိုရှာကြည့်ရအောင် LeetCode SQL လို့ရှာလိုက်တာနဲ့ထိပ်ဆုံးမှာ SQL 50ဆိုတဲ့ study plan ကိုတွေ့လိမ့်မယ်အဲ့ဒီ study plan ထဲမှာဘာတွေပါတယ်လဲဆိုတော့ SQL question example 50ပါတယ်သူကပြီးတော့အထဲမှာ easy level medium level hard level ဆိုပြီးတော့ခွဲထားတယ်ဆိုတော့ဒီ question တွေကိုကျွန်တော်တို့ဖြည့်ကြည့်ရင်းနဲ့လေ့ကျင့်လုပ်လို့ရပါတယ်ဆိုတော့ဒါလေးကိုညွှန်းပေးတာဖြစ်ပါတယ်နောက် website တစ်ခုကတော့ HackerRank လို့ခေါ်တယ် HackerRank မှာလည်း SQL ကိုလေ့ကျင့်လို့ရတယ်သူကကြတော့ဘယ်လိုပိုကောင်းလဲဆိုတော့ငယ်တုန်းက Candy Crush တို့ဘာလို့ level ဆော့ဘူးတယ်ဆိုရင် challenge တွေကလည်းအဲ့ဒီ gain ရဲ့ level လိုမျိုးဖြစ်တယ်ကိုကတခု solve လုပ်လိုက်တာနဲ့ကို experience တွေပေးတယ်ဒီတော့ကျွန်တော်တို့ကဘာပြလို့ရလဲဆိုတော့ငါကတော့ HackerRank မှာ SQL experience level ဘယ်လောက်ရောက်နေပြီဆိုတာကို CV ရဲ့ကိုထည့်ပြတဲ့အခါ recruiter အနေနဲ့သူကတော့ SQL ကိုတကယ်ကျွမ်းကျင်ပါလားဆိုတာလက်စုပ်လက်ကင်ပြလို့ရတဲ့အမှားသားတစ်ခုရတာပေါ့ဗျာเนาะအဲ့ဒီ website နှစ်ခုကနေဒီမှာရှိတဲ့ question တွေကိုအကောင့်လေး login ဝင်ပြီးတော့လေ့ကျင့်စေချင်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့24ရက်အတွင်းမှာလေ100 days of learning SQL series နဲ့ SQL ရဲ့ keywords တော်တော်များများကိုလေ့လာခဲ့ကြပြီးတော့ဖြစ်တယ်ဒါပေမဲ့ဒီလို coding language ဆိုတာကလေ့လာရုံနဲ့မပြီးပါဘူးတကယ်ကိုယ်တိုင်လုပ်ကြည့်ရေးကြီးမှတက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ကစပြီးတော့ LeetCode ရဲ့ SQL 50 problem တွေကိုတစ်နေ့ကိုတစ်ပုတ်ဖြည့်သွားမှာဖြစ်တယ်ဒီတော့ကျွန်တော်နဲ့အတူတူဒီ problem တွေကိုဝင်ပြီးဖြည့်ခြင်းနဲ့အတူတူလိုက်ပြီးလုပ်ခြင်းနဲ့ဆိုရင်အတူတူလိုက်လုပ်ဖို့တိုက်တွန်းပါတယ်ဒီမှာ register လေးလုပ်ထားလိုက်ပါညနေကျရင် problem တစ်ခုနံပါတ်1ကနေစပြီးတော့တင်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးပါနောက် post မှာတွေ့ရပါ